ချက်လက်ဖက်ရည်သည်ကမ္ဘာတဝန်းအတွက်အရေးအသောက်အဖြစ်ဒုတိယအများဆုံးတောက်သုံးသောအရာဖြစ်ပြီးမြန်မာနိုင်ငံအပါအဝင်အာရှနိုင်ငံများတွင်ယဉ်ကျေးမှုကျန်းမာရေးနှင့်နေ့စဉ်ဘဝတွင်အရေးကြီးသောနေရာယူထားပါသည်။ချက်သည်စင်လာအားဖြင့် Camellia sinensis ဆိုတဲ့ပင်ကနေရရှိတဲ့အရွက်တွေကိုမီးချစ်ခြင်းအခြောက်ခံခြင်းစသည်ဖြင့်ပြုပြင်ထားသောအရာဖြစ်ပါတယ်။ချက်အမျိုးအစားများအမျိုးအစားဖော်ပြချက်Green tea အနည်းငယ်ကြီးချစ်ပြီးမကောင်းတဲ့ oxidation မဖြစ်စေအောင်ထား Black tea အပြည့်အဝ oxidation ဖြစ်ပြီးအယောင်မိပြီးအနံ့ပြင်း Oolong tea green နဲ့ black အကြား semi-oxidized White tea အသက်ငယ်ဆုံးဖက်ရွက်အနုပြိုဆုံးနည်းဖြင့်ချီးချစ် Herbal tea ပင်စီအနုစိတ်မပါဘဲတဘာဝအပင်များ Peppermint chamomile etc ထျားတောက်ချင်းဤကျန်းမာရေးအကျိုးကျေးဇူးများအကျိုးကျေးဇူးဖော်ပြချက်ဉာဏ်သတိတိုးတက်ကာဖီနိုသင်းနိုင်အသိပညာတက်ဉာဏ်စုရှနှလုံးကျန်းမာရေးကောင်းစေ Green tea Black tea မှ polyphenol များသည်သွေးတွင်း cholesterol လျော့စေနိုင်အရေအာဟာရဖျော်ဖြေစေ digestion ကောင်းစေခြင်း bloating လျော့စေနိုင် Antioxidants egg green tea the flavonoids black tea တို့သည် oxidative stress လျော့စေသွားကျန်းမာရေးကောင်းစေခဲ့တဲ့ထများသည်ဘက်တီးရီးယားများကိုတားဆီးနိုင်ဝမ်းချုပ်ထိန်သိမ်းငငယ်ကစားနည်းတွေကကြက်သွန်ဖြူနဲ့လက်ဖက်ညှင်းရည်ဦးလန်းချောင်းတန်စီလက်ဖက်ရည်များများတောက်လျင်ဖြစ်နိုင်သောဒုက္ခများပြဿနာအကြောင်းရင်းတန်တက်ဆုပ်မှုလျော့ထီယာတွင် tannins ပါဝင်မှုကြောင့်တန်တက်ဆုပ်ယူမှုတားဆီးတတ် especially in iron deficiency individuals အိမ်မပျော်သတိပိုသတိနေခြင်းကာဖီပါဝင်မှုကြောင့်မနက်မတိုင်းတောက်တဲ့ညနေပိုင်းအတွက်သတိထားရန်ဥဝေဒနာဝမ်းချုပ်အလွန်ကြုံတောက်လျင်ဥပိစည်းခြင်းညဉ့်ဉန်းခြင်းဖြစ်နိုင်သွားမာခံမဖြူသောကွက်ဆက်များ tea stains ဖြစ်နိုင်သွားတိုက်လျင်ပြန်ဖြူနိုင်အကြံပြုချက်များလှုပ်ဆောင်ချက်အကြံပြုချက် Green tea နေ့စဉ်တစ်အိတ်နှစ်ခွက် antioxidant အထူးရရှိ Black tea မနက်စာနဲ့တောက်သတိဉာဏ်သွားကောင်းမနက်တောက်ရိုးရိုးရေစစ်ရည်နဲ့ဖြော်၍မအောင်မြင်သည့်အချိန်တွင်တောက်မညီမညာတောက်ခြင်းမနက်တစ်ခွက်ညနေပိုင်းတစ်ခွက်မှတော်မူ Cold brew teas hot tea ပုံစံအကျိုး hot tea ပိုမို antioxidants ဖြုတ်ထုတ်တတ် Cold brew ပိုနူးညံ့သောအရသာ tannins နည်းခြင်းကြောင့်မချွတ်အနှုတ်ချုပ်အချက်ဖော်ပြချက်အမည်ထီလက်ဖက်ရည်အမျိုးအစား green black oolong white herbal အကျိုးကျေးဇူးညံတက် antioxidant digestion ကောင်းစေသတိထားရန် iron deficiency caffeine sensitive stain